ဒီညဟာပြန်တန်းနေရင်နဲ့အိတ်ဆက်နေတာပါဟုတ်ပါတယ် Albatross ငှက်တွေဟာပြန်တန်းနေရင်နဲ့အိတ်ဆက်နိုင်ကြပါတယ်ဒီငှက်တွေဟာကမ္ဘာအတောင်ပံအဖြန့်ဆုံးနဲ့အဝေးဆုံးကိုပင်ပန်းမှုမရှိဘဲပြန်တန်းနိုင်တဲ့ပင်လယ်ပြင်ရဲ့ဘရင်ကြီးတွေပဲဖြစ်ပါတယ်ပင်လယ်ပြာကြီးတွေရဲ့အထက်မဆုံးနိုင်တဲ့မိုးကုတ်ဆက်ဝိုင်းစီမှာတော့အတောင်ပံတွေကိုခတ်เสียမလို့ပဲလေဟုန်စီးနေတဲ့ Albatross ဆိုတဲ့ငှက်ကြီးတွေရှိနေပါတယ်သူတို့ဟာကမ္ဘာပေါ်မှာအတောင်ပံအဖြန့်နိုင်ဆုံးတတ္တဝါတွေဖြစ်ပြီးအတောင်ပံတစ်ဖက်ကနေတစ်ဖက်ကို17ပေကျော်အထိရှည်လျားကြပါတယ်ဒီငှက်ကြီးတွေဟာမြေပြင်ကိုအချိန်အကြာကြီးပြန်မနာပဲပင်လယ်ပြင်ထက်မှနှစ်နဲ့ကြည့်ပြီးနေထိုင်နိုင်ကြပါတယ်အံ့ဩစရာအကောင်းဆုံးကတော့နေ့ရောညပါပြန်တန်းရင်းနေတောင်အိပ်ပျော်နိုင်တဲ့စွမ်းအားရှိကြတာပါဒီလိုအိပ်ဆက်နေပြီမဲ့လေသူတို့တွေဟာနိုးကြားနေတယ်လို့မျိုးတတိရှိနေပါသေးတယ်ဘာကြောင့်လဲဆိုတော့သူတို့ဟာအုံနောက်ရဲ့တဝက်ကိုတစ်ချိန်တည်းမှာပဲအနာပြီးအိပ်ဆက်စီပြီးကြံရှိနေတဲ့တဝက်နဲ့တတိရှိစွာပြန်တန်းနေကြတာပါဒါကြောင့်ပင်လေပြင်တလျှောက်ရှည်လျားတဲ့ခရီးတွေကိုပြန်တန်းနိုင်တာဖြစ်ပါတယ်သူတို့ဟာလီတိုက်နှုံးကိုအသုံးချပြီးအားအင်းအနည်းငယ်ပဲတုံးရတဲ့ dynamic soaring ဆိုတဲ့နည်းပညာနဲ့ကမ္ဘာပတ်ကိုလည်းပြန်တန်းနိုင်ကြပါတယ်ပိုပြီးလွမ်းမောစရာကောင်းတာကတော့ Albatross တွေရဲ့တစ္ဆာတရားကြီးမားမှုပါသူတို့ဟာတသက်မှာလက်တွဲဖို့တယောက်ထင်းနေပဲပေါင်တင်တက်ကြပြီးနှစ်ပေါင်းများစွာခွဲခွာနေရရင်တောင်မိတ်လက်ရာသီရောက်တိုင်းမူလနေရာမှာပြန်ဆုံဖို့တစ္ဆာရှိစောင့်ဆိုင်တက်ကြပါတယ်